ကဘာပေါ်မှာရှိရှိသမျှလျှက်စစ်တအားတွေရုတ်တရက်ကြီးတပြိုင်နက်ပျောက်ဆုံးသွားခဲ့ရင်ဘာဖြစ်မလဲတင့်လက်ထဲကဖုံးအိမ်ကမီးလုံးလမ်းမပေါ်ကကားတွေအားလုံးစက္ကန့်ပိုင်းတွင်တည်ဆုံးသွားခဲ့ရင်ပထမဆုံးမိနစ်ပိုင်းတွင်းမှာတင်တကဘာလုံးကမောက်ကမှာဖြစ်သွားပါလိမ့်မယ်မီးပွိုင်းတွေအလုံးမလုံးတော့လို့လမ်းမတွေပေါ်မှာကားတိုက်မှုတွေတောင်းနေချီဖြစ်ပွားမယ်တက်လီကားထဲရောက်နေတဲ့လူတန်းပေါင်းများစွာအမောင်ထဲမှာပိတ်မိကုန်လိမ့်မယ်အစိုးဆုံးကဆက်သွယ်ရေးစနစ်တွေအကုန်ကျက်တောက်သွားတာပါဖုန်းလိုင်းအင်တာနက်ရေဒီယိုရုပ်မြင်သံကြားဘာမှသုံးလို့ရမှာမဟုတ်ပါဘူးကဘာကြီးဟာတဦးနဲ့တဦးသတင်းမှောင်ကျသွားပါလိမ့်မယ်ကောင်းကင်ပေါ်မှာပြန်တန်းနေတဲ့လေရင်ထောင်ပေါင်းများစွာဟာလေစိတ်တွေနဲ့အဆက်အသွယ်ပြတ်ပြီးအရေးပေါ်ဆင်းသက်ဖို့စ조사ရပါတော့တယ်ဆေးရုံတွေမှာရှိတဲ့အသက်ရှုစစ်တွေအရေးပေါ်အသက်ကယ်ကိရိယာတွေရပ်တန့်သွားပြီးပထမဆုံးရက်မှာတင်လူနာပေါင်းများစွာအသက်ဆုံးရှုံးရနိုင်ပါတယ်ရက်နှဲငယ်ကြာလာတဲ့အခါမှာတော့တကယ်ငရဲခန်းစတင်ပါပြီးကျွန်တော်တို့တောက်တုံးနေတဲ့ရေပိုက်လိုင်းတွေဟာလျှက်စစ်မော်တာတွေနဲ့တွန်းပို့နေတာမို့မြို့ကြီးတွေမှာရေစတင်ကျက်လက်လာပါမယ်ရေခဲတစ်တာတွေအလုံးမလုံးတော့လို့အစားအသောက်တွေပုတ်တိုးကုန်မယ်စတိုးဆောင်တွေမှာရိတ်ခါလူချက်မှုတွေဖြစ်ပွားပြီးဥပဒေဆိုတာမရှိသလောက်ဖြစ်သွားပါလိမ့်မယ်ဘဏ်စနစ်တွေဒီဂျစ်တယ်ငွေကြေးစနစ်တွေအားလုံးပျက်စီးသွားတဲ့အတွက်တင်ပန်အကောင့်တွေကငွေတန်းပေါင်းများစွာဟာလည်းကနန်းပိုက်တွေဖြစ်သွားပါလိမ့်မယ်ကဘာကြီးဟာအေးခက်ကလို့ပစ္စည်းချင်းဖလှယ်တဲ့စနစ်ကိုပြန်ရောက်သွားမှာပါသိပ္ပံပညာရှင်တွေရဲ့ခန့်မှန်းချက်အရလျှက်စစ်မီးသာရေရှည်ပြတ်တောက်သွားရင်ယောဂပကြေညှက်မှုနဲ့ပလိပခတွေကြောင့်ကမ္ဘာလူဦးရေရဲ့90%လောက်ထိသေဆုံးသွားနိုင်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းကမ္ဘာကြီးရဲ့တဘာဝပတ်ဝန်းကျင်ဟာအချိန်တိုအတွင်းပြက်လဲကောင်းမွန်လာပါလိမ့်မယ်စက်ယုံတွေရက်တန့်သွားလို့လေထုမြင့်ညက်မှုတွေပျောက်ဆုံးသွားမယ်လူသားတွေဟာနေပညာတွေနောက်ပဲလိုက်မနေတော့ပဲတဘာဝတရားနဲ့ညီရှင်တန်ရုံးကန်ဖို့ပြန်စ조사ကြပါလိမ့်မယ်ဒီနေ့ခေတ်မှာလျှက်စစ်မီးဆိုတာကျွန်တော်တို့အတွက်တာမန်အရာတစ်ခုလိုဖြစ်နေပေမဲ့တကယ်တော့ဒါဟာလူသားမျိုးနွယ်ရဲ့အသက်သွေးကြောပါပဲအကယ်လေးတင့်စီမှာအခုချက်ချင်းလျှက်စစ်မီးတွေအကုန်ပြတ်သွားရင်တင်းဘာပထမဆုံးလုံးမလဲ